ဒီလေယာဉ်သတိပေးစနစ် application တွေပေါ့နော်ဒီ application တွေကဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော်တို့ data လိုက်မြို့နယ်တွေရွေးလို့ရတယ်ပေါ့နော်လက်ရှိမှာတော့ကျွန်တော်တို့ကချို့ရွာလေးတော့ကျွန်တော်တို့မထည့်တော့ဘူးနော်ဘာလို့ဆိုတော့အဓိကကိုစားပြုတဲ့မြို့နယ်လောက်ပဲကျွန်တော်ထည့်လိုက်တယ်ပေါ့နော်လက်ရှိမှာတော့တကယ်ချို့ဟာတွေကြံသေးတယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်တင်ထားဖို့ရဲ့ comment အောက်မှာလာပြီးတော့မှအချိန်ချင်းပေးလို့ရတယ်ပေါ့နော်အဲဆိုတော့32အနေနဲ့လည်းပို့တော့မှရှုပ်သွားတာမျိုးဖြစ်တယ်ပေါ့နော် UI ပိုင်းမှာလည်းပို့ပြီး data တစ်ခုအကုန်လုံးလျှောက်ပေါ့နော်ဒါပေမဲ့ကျွန်တော်မြို့နယ်နဲ့ရွေးလိုက်ရဆိုရင်တော့ဘာလို့ဆိုတော့လေရဲ့တဲ့အချိန်နဲ့တူလာတဲ့အချိန်တွေကဒါအမြန်တော့ကျွန်တော် data အတွင်းမှာမြို့ငယ်လေးခဏလေးအတွင်းဖြတ်သွားနေတာအတွင်းမှာကျွန်တော်တို့တင်ပေးမှုတွေကြံ့ကြာခဲ့တယ်ဆိုရင်ကျွန်တော်တို့ဒီဒါ32တွေနဲ့တည်ရမှာမဟုတ်ဘူးเนาะအဲ့ဒါလေးရှိတော့ကျွန်တော်မြို့နယ်ပြည်နယ်လိုက်ပဲပေါ့เนาะအဲ့လောက်ပဲထည့်လိုက်တယ်ပေါ့เนาะဒါလေးကတော့ကို data လျောက်ကိုရွေးချယ်လိုက်ပေါ့เนาะကိုသုံးတဲ့ data လျောက်ရွေးချယ်ပြီးရင်ကျွန်တော်တို့ဒီမှာတင်ပေးပို့ရဆိုတဲ့ဟာမှာပေးပို့လို့ရတယ်ပေါ့เนาะနောက်တစ်ခုကကြောင်းဒီ AI လက်ထောက်ဆိုတဲ့ AI agent လေးရှိတယ်ပေါ့ AI assistant လေးရှိတယ်ပေါ့နော် agent မဟုတ်ဘူးသူ့မေးမြန်းလို့ရတယ်ဘယ်ကနေတက်လဲလိမ်နဲ့ပတ်သက်ပြီးတော့မေးရတခြားဟာတော့မေးလို့မရဘူးပေါ့နော်အဲ့ဒါလေးမေးလို့ရမယ်လက်ရှိမှာကျွန်တော် free version သုံးလာတာကြောင့်လို့သူ့ရဲ့အနေနဲ့တုံးကိကုန်တာမျိုးရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်ဝယ်နိုင်အောင်ကြိုးစားပြီးတော့မှပြန်ပြီးတော့ update တွေထပ်ပြီးသွားမယ်ပေါ့နော်တက်ရှိဒီ application online application ဖြစ်တယ်ဘာလို့ဆိုတော့မြေပြင် data တွေရဲ့တချို့နေရာတွေမှာတော့ internet access ရတာတော်တော်များရှိနေပြီပေါ့နော်အဲ့တော့ကျတော့ကျွန်တော်ကဒီ offline နေနဲ့မလုပ်တော့ဘူး offline နေနဲ့ဒါခက်ခဲတယ်ပစ္စည်း device တွေအများကြီးပဲပေါ့နော်အဲ့ဒါလေးလိုအပ်တယ်ဆိုတော့ကျွန်တော် online နေနဲ့ပဲTelegram လို့ပေါ့နော် EA လို့တင်ပေးလိုမျိုးပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်ဟာကျတော့ဘယ်လိုလဲဆိုတော့Telegram တစ်ခါကြာရင်နောက်ကျတဲ့မျိုးရှိရပေါ့နော်သူလည်းသူ့အခြေအနေကြောင်းဖြစ်နိုင်တယ်ပေါ့အဲ့ဒါကျတော့ကျွန်တော်ကဘယ်လိုလုပ်ထားလဲဆိုတော့ဒီ application မှာကျွန်တော်ဒီသုံးစွဲနေတဲ့ data လျောက်မှာရှိတယ်ပေါ့နော်အဲ့ဒီမှာလေရင်ကဘယ်ကတက်တယ်ဘယ်ကိုရောက်နေတယ်ဆိုတဲ့ဟာလေးတင်ပေးဖို့ဟာနဲ့ဒီ application နေတပြိုင်နက်တည်းပေါ့နော်3-4ရောက်လောက်ဆိုလိုက်ရင် alarm system တက်မယ်ပထမတစ်ခါကျတော့ confirm သူက alarm အော်သေးပေါ့နော်တတိပေးတဲ့စနစ်ပဲရှိသေးပဲပေါ့နော်2ရောက်လည်းတတိပေးစနစ်ပဲ3ရောက်ဆိုရင်တော့သူ alarm system ပေါ်ပြီပေါ့နော်တခြားပါပြီဒါ confirm ဖြစ်သွားပြီဆိုတဲ့ဟာပေါ့နော်ကိုကတတိထားလိုက်အကြရင်တော့သူဒီဖုန်းမှာဒီ silent ပဲလုပ်ဘောလုံး control ပဲ short ထားပေါ့နော်ဒါပေမဲ့သူဒီအတန်ကျေလောင်ဆိုတာအတန်ဆုံးလို့ဒီပေးပေါ့နော်အလန်းထားမိပေးတယ်assistant လည်းပါတယ်ပေါ့နော်အကြိုင်တော့လမ်းပြတ်ပေးလို့ရတယ်ပေါ့ကိုကဒီညဘက်အိမ်မောကြနေတဲ့အချိန်မှာလည်းဆိုင်လောက်ထားလဲသူထားမိပေးရပေါ့နော်ဒါပေမဲ့ကျွန်တော်လည်းဒီရေးရအဖွဲ့နဲ့ကျွန်တော်ချိတ်ဆက်နေပြီးတော့မှဆက်လက်ဆောင်ရွက်နေရပေါ့နော်ချိတ်ဆက်နေဆိုတော့ contact တော့လုပ်ဖို့အတွက်တော့အတိတရားနဲ့ချိတ်ထားခိုင်းနေပေါ့နော်သူနဲ့ချိတ်ပြီးကျွန်တော်ဆက်လုပ်သွားဖို့တော့ရှိမယ်လက်ရှိဒီကောင်ဒီ site ခုနိုင်ဖြစ်တယ်ပေါ့နော် cloud server နေသွားတာဆိုတော့အဆင်ပြေတယ် online အနေနဲ့ data transmission ကြာတာမျိုးတွေ lock ဖြစ်တဲ့ကြာမှ flow ဖြစ်တာမျိုးတွေမရှိဘူးပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်ဆက်ပြီးတော့မှဒါကို update တွေလုပ်သွားမယ်ပေါ့နော်အဲ့တော့ကျတော့သူဒီမှာ history ပါတယ်ပေါ့နော်ပြဖို့ထားတဲ့ဟာတွေ history မှာဖတ်လို့ရတယ်ပေါ့အဲ့ဒီမှာတော့ဒီရမြေဖြစ်သွားလိမ့်မယ်ဟို application ဝင်ထွက်တာ music ဒီရဖြစ်သွားလိမ့်မယ်နောက်တစ်ခုကျ match ပါတယ်ပေါ့နော်ဒီ match မှာလည်းဘယ်လိုပြောမလဲကျွန်တော် real time match တော့မဟုတ်ဘူး real time match ဆိုတာကျွန်တော်ဒီ location ကိုလက်ရှိနေတဲ့ဒီနေရာကိုအတိအကျဟောပြပါတော့အဲ့တော့ကျွန်တော် fake လုပ်ထားတဲ့ဒါပေမဲ့တို့တော့သူမြို့နယ် live data လိုက်ရွေးထားတဲ့မြို့ရဲ့ location လေးပဲပါတယ်ပေါ့နော်ဒီပုံမှာလည်းသူအကွက်လေးနဲ့ပြလိုက်မယ်ပေါ့နော်ဒီလိန်လာတဲ့လမ်းကြောင်းလေးကိုပြပေးလိမ့်မယ်ပေါ့နောက်တစ်ခုကဒီမှာ setting ထဲမှာလည်းကျွန်တော်ဒီမှာချက်ပေးတန်းနေရှိမဲ့တုံ vibration ဖွင့်ထားလေးတော့ဖွင့်ထားပြီပေါ့နော်တချို့ကကျတော့ဒီ JP နားမှာကွာကျေလောင်နေဆူလောင်နေရှိတယ်ဒါပေမဲ့တို့တော့ကြားအောင်ဆိုရင်သူက flat မီလေးဟိုထားလိုက် flat မီလေးဒီနာမျိုးပြီးရပေါ့နော်
နောက်တစ်ခုကကြတော့ကျွန်တော်ဒီမှာသတင်းပေးပို့ရပေါ့နော်သတင်းပေးပို့မှဆိုရင်ဒါတစ်ခါနှိမ့်လိုက်ရင်သတင်းပေးပြီးဆိုနှိမ့်လိုက်ရင်တစ်ခါလည်းသတင်းပေးပို့ရဲအခုကကျွန်တော် online နဲ့ချိတ်ထားတာဆိုတော့ကျွန်တော်နှိမ့်လိုက်ရင်တခြားလူတွေရောက်သွားမှာဆိုလို့ပေါ့နော်အဲ့တော့ကျွန်တော်စမ်းပြတော့ဘူးလက်ရှိမှာတခြားလူတွေတကယ်လို့တုံးဆွဲလာဒီကောင်ကရှောက်သတင်းအမားတွေရှောက်ပို့နေရဆိုရင်သူ application ဒီသူဖုန်းကအဲ့ဒီမှတ်ပြီးတော့မှလုံးဝပေးမတုံးတဲ့ system တွေပါထည့်ထားတယ်ပေါ့နော်ဒါတွေလည်းဆက်လုပ်သွားဖို့တော့ရှိမယ်အများကြီးလုပ်သွားဖို့ရှိမယ်ကျွန်တော်လက်ရှိမှာတော့အဲ့လိုတုံးလို့စမ်းတုံးလို့အဆင်ပြေရဲ့ပုံစံလေးပဲရှိသေးရပေါ့နော်ကျွန်တော်အများကြီးလုပ်သွားဖို့ရှိတယ်ကျွန်တော်ဒီလူတွေလိုအပ်တဲ့ဟာတွေကျွန်တော် sport ကျွန်တော် sport ပေးမဲ့လူရှာနေရပေါ့နော်သူကူညီပေးမဲ့ကူညီပေးလူရှိတာကျွန်တော်အများကြီးဆက်လုပ်သွားဖို့တော့ပိုအဆင်ပြေသွားလိမ့်မယ်ပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်လုပ်ဖို့တော်တော်ရှိရပေါ့နော်အရင်တော့ခက်ခဲတော့မဟုတ်ပါဘူးလွယ်ကူပါတယ်နောက်သူ AI အချမ်းမေးပြီးတော့မှလိန်တော့တက်လာပြီဘယ်ဒေတာသူမေးလိမ့်မယ်အဲ့ဒါလေးဖြေပြီးတော့မှတခါတည်းမှာသူသတင်းပေးပို့မိဆိုတဲ့ဟာလေးနှိမ့်လိုက်ရင်လည်းတခါတည်းအဲ့ဒါပေးပို့တာမျိုးလုပ်လို့ရတယ်ပေါ့နော်ဟိုကဒီမှာဆိုရှေ့နောက်ရှေ့တောင်ဆိုလည်းရှေ့တောင်ပေါ့နော်ရဟန်းရတလာပေါ့နော်လိန်တိုက်လိန်ရန်လာပေါ့ဒါမှမဟုတ် drone လားဒီမှာရွေးလို့ရတယ်ပေါ့နော်ဒီမျိုးနဲ့ like ကိုဒီမှာထပ်ပြီးတော့မှရွေးချယ်လို့ရတယ်ဒီကနေလွယ်ပါတယ်တော့လူတွေနဲ့လည်းကျွန်တော်ဆက်ပြီးတော့အများကြီးလုပ်သွားအောင်မယ်လက်ရှိမှာတော့လုပ်နေရပေါ့နော်ဒါ